What's up bro ဒီရက်မှာခါကျွန်တော်အရောက်100မှာ1ယောက်ပဲတီးတဲ့ပန်းချောင်တော်လဲမှာဖြစ်ပါတယ်ကျွန်တော်ဒီပန်းချောင်ဘာကောင်းစင်နဲ့တင်စားရင်ကောင်းမလဲဆိုရင်နွန်ထဲမှာနှစ်မြုပ်နေတဲ့ပရမများခဲကိုရှာဖွေတွေးရှိချင်းဆိုတဲ့ဒီကောင်းစင်နဲ့ပေါ့ကျွန်တော်ဒီရဲ့ပန်းချောင်နဲ့ကျွန်တော်တို့လိုက်ရှာဖွေမယ်ဗျာကျွန်တော်နဲ့အတူဒီပန်းချောင်မှာဘာတွေရှိလဲကျွန်တော်ဘာကြောင့်ဒီလိုတင်စားလဲဆိုတာကိုဟုတ်မဟုတ်ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်ကျွန်တော်လည်းအခုမှရှာဖွေမှာဗျာဘာလေရှိလဲဆိုရင်ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင် let's go ဒါဝင်ချင်းတော့ဝင်ချင်းဆိုရင်ကျွန်တော်မျက်နှာချင်းဆိုင်မှာကင်းကောင်တွေ့နေရပါတော့အကင်းကောင်ရှိမယ်ဒီမှာကြက်နှစ်ကောင်ရှိမယ်ဗျာဟိုဒီကောင်ငွေကြက်ဟိုရွှေကြက်ပါနော်ဝင်ချင်းကတော့ဒါတွေ့ရမှာဖြစ်ပါဒီရဲ့ပန်းချန်လဲပိတ်ထားတာဆိုတော့မြက်ပင်နေလဲရှိလာပြီပေါင်းပင်နေလဲအများကြီးရှိလာပြီပါနော်တေချာလေးကိုပြန်ပြီးမှပြုတ်ပြင်ရမှာပေါ့နော်နေရာလောက်ထားတော့တော်မှပြီဗျာဒါပေမဲ့ဒီရဲ့မြက်ပင်နေပေါင်းပင်လေးပြီးရင်အပင်မျိုးပေါ့တည်ရမလားဒီကောင်တွေကတော်တော်ရှိနေပြီဗျအကောင်တွေတေချာပြန်ရိတ်ရမှာပေါ့နော်တချိန်ကျရင်ဒီနေရာဟာကျွန်တော်လူစီကားမဲ့နေရာဖြစ်လာမယ်လို့ကျွန်တော်တော့မြင်တယ်ဗျ။ဘာဖြစ်လို့ဆိုဒီခြံရလည်းတော်တော်ကျဲတယ်။လောက်ထားလည်းတော်တော်မိုက်တယ်ဗျာ။ဒါဝင်ချင်းပေါ့နော်။အခုကကျွန်တော်တို့ရှောက်ဝင်ကြည့်မယ်နော်တည်ရမလား။မြက်ပင်နေကြဲပဲ။ဝင်မှာဒီကင်းကောင်ပေါ့နော်။မှာကင်းကောင်ကြည့်ဒီကင်းကောင်တော့သွားကြည့်ရအောင်သူလောက်ထားတာကြာပြီဆိုတော့သူဘာနဲ့လောက်ထားလဲပေါ့နော်။ဘယ်လိုလောက်ထားလဲဆိုဘယ်လိုလောက်ထားလဲဘာနဲ့လောက်ထားလဲဆိုကျွန်တော်တို့အနီးကပ်တော့ကြည့်ရအောင်ဒီကင်းကောင်တော်တော်မြင့်နေဗျတော်တော်မြင့်နေပြီးရင်ဒီကောင်ကအိမ်နှစ်ထပ်စာလောက်ရှိရဗျအိမ်နှစ်ထပ်စာလောက်မှကြည့်ဟိုမှာအိမ်နှစ်ထပ်ပေါ့နော်အလောက်မြင့်တာသူကပြီးအနီးကပ်တော့ကြည့်ရအောင်သူတို့ဘာနဲ့လောက်ထားလဲပေါ့နော်လေတိုက်လဲမလဲဆိုကျွန်တော်တို့တော့စမ်းကြည့်ရအောင်ကောင်ကပေါ်တီမဟုတ်နော်ဒီကောင်ကဒီမှာဘီလက်မီလေးနဲ့လှုပ်ထားတာတော်ယုံတန်ယုံဆိုလဲမှာမဟုတ်ကြည့်နားထောင်ကြည့်ဒီကောင်ကအဖြစ်ကလတ်ဆန်လှုပ်ထားမှာမဟုတ်ဘူးနော်ဘီလက်မီနဲ့ကိုတေချာလေးလှုပ်ထားကြီးပဲပြီးရင်ဒီကင်းကောင်ဘေးနားမှာကလေးတကောင်ထားပေးပါရင်ဒါမဲ့သူကလေးနဲ့သူ့ရဲ့မိဘအယောင်တူမနေဘူးပေါ့နော်အယောင်တူမနေဒီကောင်မွေးစားထားတဲ့နဲ့ဒီဖြူရောင်မွေးစားထားတဲ့နဲ့ကြောက်အယောင်မတူနေဘူးဗျာကင်းကောင်ခုနကျွန်တော်ဒီကင်းကောင်ပေါင်ကြားထဲမှာပင့်ကူကြီးတွေးလိုက်ရင်ဟုတ်မဟုတ်ဒီတကြည့်လိုက်ရအောင်နေတော့လန့်တယ်ပင့်ကူကြီးဆိုတော့မှန်တယ်လားကြားရမှာမပင့်ကူကြီးတယ်လားပင့်ကူကြီးတွေ့တယ်လားပင့်ကူတော့ကြီးရဲ့ပေါင်ကြားပါနော်ဒါကင်းကောင်ရဲ့ပေါင်ကြားပါဒီကောင်တော်မြင့်နေဒီကင်းကောင်ကလေအိမ်နှစ်ထပ်စာထပ်တော့မြင့်နေနှစ်ထပ်တော့မြင့်နေကြည့်မလားဒါကင်းကောင်အပိုင်းပြီးပြီဆိုတော့နောက်ထပ်ဟိုအနောက်ဖက်ခြမ်းသွားရအောင်ဒါတော့အရှေ့ဖက်ခြမ်းမှာနော်ဝင်ချင်းအပေါက်မှာကင်းကောင်အယုတ်နေရုပ်ထားပေးပါတယ်ပြီးရင်မစတော်ဘယ်ရီအိမ်လေးထားပေးရအောင်နော်စတော်ဘယ်ရီအိမ်လေးဒီစတော်ဘယ်ရီအိမ်တော့ကြည့်အောင်ခြုံနေတော့တအားများနေရဗျနင်တို့ဒီထားသွားရတယ်မှာခြုံတအားများဆိုတော့တိတ်မသွားတော့ဒီစတော်ဘယ်ရီပင်တာကကြောင့်ခြုံတအားထုနေတော့ကြည့်တော်လေးထုနေသွားတော့ခဏအကောင်ရှိမှဆိုတော့โอเคနောက်တနေ့ရသွားလိုက်ရကင်းကောင်တော့ပြီးပြီဆိုတော့ခဏကျွန်တော်ဒီကြားထဲကတ်တွန်းပုံနေနဲ့တွေ့တယ်ကတ်တွန်းပုံနေ
ကတော့ရုပ်နေတွေ့တယ်ဒီရှိမှာပဲပေါ့နော်ကျုံရှယ်လောက်ထားတော့ကျုံရေဖြန်းဖို့တွေရောဒီပိုင်ရှင်ကရှယ်လောက်ထားတာတည်ရမလားပေါ်တီတီလောက်ထားမဟုတ်ဖြစ်ကလတ်ဆန်လောက်ထားမဟုတ်တကယ်ပြောရှယ်လောက်ထားကတ်တွန်းတွေ့ပြီတော့ကြည့်Hello guys ဒီကတ်တွန်းနေဒါလည်းပြလက်မြင့်နဲ့ပဲလောက်ထားကော်တစ်ခုမှမပါတော့ပြလက်မြင့်နဲ့လောက်ထားပြီးရင်သူတို့ဖြစ်ကလတ်ဆန်လောက်ထားမဟုတ်ပါဘူးတီချက်လောက်ထားပါဒီမြက်ခင်းနေဆိုရင်လည်းရေသွားရေလာစနစ်တွေကိုသူတို့ပိုက်တွေနဲ့တေချာလောက်ထားနော်ဒါအရှိဖက်ချံပြီးပြီဆိုတော့နောက်ဖက်ချံသွားကြည့်အောင်နောက်ဖက်ချံနောက်ဖက်ချံသွားရအောင်ကျုံတရက်တီးဆိုလည်းအကြီးပဲမကြည့်တရက်တီးတော့လက်တစ်ထွာလောက်ရှိရကြည့်ကောင်းလက်တစ်ထွာလောက်ရှိရတရက်တီးတယ်ဟောဒီမှာကြည့်ဒီခြုံကြားတော့မှနော်ဒီမှာကြည့်ဒီလိုလေးအိမ်လေးလေးလှုပ်ထားပေးရပါတေချာလေးကိုလှုပ်ထားရဗျတကယ်ပြောနည်းနည်းနော်မဟုတ်ငွေရင်းထားတာလေဟောကြည့်အိမ်နဲ့အိမ်ကျွန်တော်အထင်စားတောက်ဆိုင်မှာလောက်မဲ့ထင်တယ်စားတောက်ဆိုင်မှာရောဖွင့်မဲ့ထင်တာတည်းမလားအန်ဒီရုပ်လေးလည်းလာကြည့်ဒန်စီနေနောက်တစ်ခုကျွန်တော်အချိုက်ဆုံးဘယ်ပန်းချံမှာဒီလိုမျိုးပြေးဆုံတယ်ဆိုတာမရှိဘူးဗျာဒါပေမဲ့ဒီပန်းချံတကယ်ပြေးဆုံတယ်တကယ်ပြောတာကျွန်တော်ပြောတော့ပေါ်တီတီလောက်ထားမဟုတ်ဗျာတကယ်အပီပြင်းလောက်ထားတာဘာကြောင့်ခဏပိတ်ထားလဲတော့ကျွန်တော်လည်းမသိဘူးဘာကြောင့်ဒီလိုပြောလဲဆိုရင်ဒါကတော့ပန်းချံအတွက်ပဲမဟုတ်ဗျာဒီမှာကြည့်ကျွန်တော်ဘေးမှာတလားဖူဆယ်ကွင်းအားလုံးတကယ်မိုက်တယ်ဓာတ်ပုံလာရိုင်းတဲ့လူမိသားစုနဲ့လာမယ်ဆိုရင်ဟောမိမနဲ့ကလေးလေးခါကြားဓာတ်ပုံရိုက်ပါတော့ယောက်ျားလေးတွေဆိုရင်ဒီမှာဘောလုံးကန်လို့ရအောင်နော်ဖူဆယ်ကွင်းလေးလောက်ထားပေးတယ်တကယ်မိုက်တယ်ဒါပေမဲ့ဖူဆယ်ကွင်းကတော့မြင်တဲ့အတိုင်းပဲမြက်ခင်းနေဖြစ်ကုန်ပြီပေါ့နော်မြက်ခင်းနေဖြစ်ကုန်ပါပြီပြီးရင်ဒီမှာဒီဖူဆယ်ကွင်းဘလုံးကန်ပြီးချွေးထွက်ပြီးဆိုတာနဲ့ခဏနားပြီးရင်ဒီမှာရေကူးကန်ရှိတယ်မကြည့်ရေကူးကန်တွေ့လားဒီရေကူးကန်မှာရေပါထပ်ကူးလို့ရတယ်တကယ်ပြောဟာတကယ်နှမျောကောင်းဒါပေမဲ့ဘလို့ပဲနေတနေ့တစ်ချိန်ကြာရင်တော့ပိုင်ရှင်ကတော့တေချာပြန်လောက်ပြီးဖွင့်မယ်တော့ကျွန်တော်တို့ယုံကြည်ရဗျတကယ်ပြေဆုံးလာမှကြည့်ရေကူးကန်တွေ့လားပေါ်တက်လာဒီရေကူးကန်ကြောင့်ကြုံရှယ်လောက်ထားနော်လူလာတာလည်းမရှိတော့ဘူးတန့်ရှင်းလည်းမလောက်တော့သူကတော့မှာရေကြီးတွေတက်ကုန်ပြီသူကတော့ရေကြီးတွေတက်ကုန်ပြီပေါ့နော်ဘောလုံးကွင်းရေကူးကန်ပြီးကြရင်မှာဒီတိုက်ပေါ်တော့တက်ကြည့်အောင်ကျွန်တော်ထင်အကြောင်းဒီကောင်ကစားတောက်ဆိုင်ဖွင့်ဖို့စောက်ထားထင်တယ်နော်အတိုင်းနဲ့ကြည့်အောင်မဟုတ်မှကင်းကောင်တွေ့လားကင်းကောင်နဲ့ဒီတိုင်းနဲ့ကတော့မသိမရိမ်ပဲကင်းကောင်ကတော့ဒီနှစ်ထပ်တိုင်းနဲ့နည်းနည်းမြင့်တယ်အပေါ်မိုးလောက်တော့မမြင့်ဘူးပေါ့နော်ကျွန်တော်တို့ဒီထဲဝင်ကြည့်အောင်မနေပြလှုပ်ထားတာတကယ်ပြောတိုက်ထဲမှာပါလေရှိလေတော့ကြည့်အောင်ဒီမှာတော့ခြုံနေတော်ထူနေရပါတော့ခြုံထူတယ်ခြုံတူနေဖက်ကတော့မတော်ဘူးအကောင်တွေထွက်လာမှဆိုတယ်ခြုံထူတော့လာနေကျွန်တော်ပြမယ်ကြော်သွားမလို့ပဲကြည့်လီတိုင်းလိုက်ရင်ရင်းနေအောင်တက်လား
လာတယ်ဗျာဒီတိုက်ခါကျတော့ဒီကင်းကောင်ရဲ့ဘေးနားမှာပဲရှိရပါတော့ခြုံမထူရင်အဖက်နေလာလိုက်လို့ရကင်းကောင်ရဲ့ဘေးမှာပဲရှိရကျွန်တော်တို့ဒီတိုက်ကိုတရှိုးကြည့်အောင်လောက်ထားမိုက်မမိုက်ဆိုရင်ဝါကျုံလုံးဝအလန်းစားနော်တကယ်မိုက်ရကျုံအယောင်သွေးစအကုန်အစုံလင်ပဲ Let's go တိုက်ရတော့ဘာမှတိတ်ပြစရာမရှိကြမယ်ကျွန်တော်အပေါ်ဆုံးထပ်သွားမယ်ဘာလို့ရှိလဲဆိုရင်တော့ကြည့်အောင် Let's goရှယ်လောက်ထားမယ်တော်တော့ကျွန်တော်ခံမှန်းထားတဲ့အတိုင်းပဲဒီပေါ်မှာစားတောက်ဆိုင်လည်းဖြစ်နိုင်တယ်စားတောက်ဆိုင်ဖြစ်နိုင်အောင်မဟုတ်စားတောက်ဆိုင်ကိုဖွင့်ဖို့လှုပ်ထားတယ်မလားတော်လေးမိုက်ဒါတော့ဒုတိယထပ်ပါနော်တတိယထပ်တော့ကြည့်အောင်အလိုလိုလူမနေတာကြာပြီနဲ့ကျုံခိုချီးကြကြလူမနေတာကြာပြီနဲ့ခိုချီးလည်းအများကြီးတချို့ခိုတွေဆိုလည်းတေးနေအောင်နော်ပြမယ်မကြည့်တော့ကြည့်မယ်အနမ်းတော့တော်ဆိုးရဗျမာလိုရှင်ပြောရရင်တကယ်နှမျိုးကောင်းအောင်ကြုံဒီတိုက်ကောင်းလေးလှလေးထဲမှာနော်ဒီလိုကြုံအပေါ်ဆုံးထပ်မှာခိုချီးရတယ်ဒီခိုတွေကကြတော့လည်းတည်ရမလားဒုအချိန်ခါရောက်ရင်သူပါတူတည်ရမလားအချိန်ခါရောက်ရင်လူခိုဝဲမဟုတ်လူလဲသူအချိန်ခါရောက်ရင်အသက်ဆေးပြီဆိုရင်လေတွားရတာပဲတည်ရမလားဟန်ကြည့်တကယ်လာတယ်ဗျာအပေါ်ဆုံးထားတော့တည်ရမလားခိုဖြတ်စီကိုပြတ်ကုန်ကြမဲရောက်နေတာခိုချီးရကြခိုဒါတော့ကျွန်တော်အပေါ်ဆုံးထက်ရောက်ပြီပေါ့နော်အပေါ်ဆုံးထက်ရောက်ပြီကျွန်တော်နဲ့အတူဒီအပေါ်ဆုံးရှုခင်းလေးကိုလိုက်ကြည့်လိုက်အောင်တော်လေးကိုလာတယ်ဗျတော်လေးကိုလာတယ်ပြမယ်နော်ကင်းကောင်ကဒီတိုက်ရဲ့အရှိမပဲရှိတယ်ဒီကောင်က2ထပ်3ထပ်လောက်တော့ရှိမှထင်တယ်ကင်းကောင်တော်တော်မြင့်တယ်မကြည့်ရှုခင်းလေးလည်းတအားလာတယ်ဗျာကျွန်တော်ဒီရှမ်းပြည်မှာခါကျတော့အခုချိန်မိုးရသည်ဆိုတော့မိုးအုပ်နေရပါတော့ဟိုးဖက်မှာဆိုမိုးတော့ရွာနေတယ်Let's go ချမ်းအကျယ်ဆိုတော့တနေရာထဲနဲ့တော့မပြီးတယ်မလားထပ်တော့လဲကြည့်အောင်ဒါတော့အရှိတ်ချမ်းမနော်အနမ်းတော့ပြင်းနေတော်ပြီ
ဒီအိမ်ဟာကျတော့လူဖြတ်စီတော့မပြတ်ဘူးတည်းမလားခုဖြတ်စီတော့ပြတ်သွားမှာနော်တကယ်နှမျိုးကောင်းကျွန်တော်ဒီအရှိတ်ချန်ပြီးပြီဆိုတော့အနောက်ဘက်ချန်တောင်းကြအောင် let's go ခြုံနေရတော့တအားထူတယ်ဗျဒီမှာတစ်ကလာအုတ်တကောင်ရှိရနော်ဒါဟာကျတော့အိမ်တာပါနော်ဒီချမ်းကြေးပဲသူကတော့နဝိုင်းဆက်ထားတာပါနော်ကျွန်တော်ထင်တော့နဝိုင်းဆက်ထားဟုတ်တယ်အခုကဒီမှာအုတ်တိုင်းတဝိုင်းမနော်ဒီကောင်ကိုအုတ်ဖြိုပြီးမှဒီကောင်ကနောက်တဝိုင်းထပ်ဆက်ထားနောက်တဝိုင်းထပ်တွားကြည့်အောင်အနောက်ဝိုင်းမှာကျုံဘန်ဂလိုတွေ့တယ်ဗျာရှင်ပြောရရင်ဒါဘယ်လိုပြောမလဲကလောလိုပုံစံပေါ့နော်ကလောလိုပုံစံလဲဟုတ်ချင်မှဟုတ်မယ်သူ idea နဲ့တူပေါ့နော်ဒီမှာဟာကျွန်တော်အထင်ပေါ့နော်ပြန်ဖွင့်ပြခဲ့ရင်ဒီမှာဟာကျွန်တော်ဘန်ဂလိုနှလုံးရှိရဗျာမကြည့်နှလုံးရှိရတလုံးဘလောက်ဆိုရင်မှအဲ့လိုငားမထင်တာပဲတည်မလားတစ်သားနေနဲ့လှုပ်ထားတစ်သားနဲ့အုံလီနေနဲ့လှုပ်ထားနော်အချင်မဟုတ်ပြီးအခုကျွန်တော်ရှောင်းနေတဲ့လမ်းမကြည့်အုပ်ဖြူအုံနီရောထားပါနော်ဒီကောင်ဒီမှာဘန်ဂလိုနှလုံးရှိတယ်ပြီးရင်ကျွန်တော်ဟိုအရှိချောင်းတောင်းမယ်မကြည့်အချောင်းတောင်းမယ်ပန်ခင်မဟုတ်ဒီရဲ့ရှင်ပြောရရင်တည်းမလားဘာမှမလုပ်ပဲပြစ်ထားတာအောင်ကျုံဒီတပောင်ကပေါက်လာနဲ့မြက်ပင်လိုဘာပေါင်းပင်လိုဘာပင်ရောမသိအဲ့ဟာနဲ့အောင်တော်လာနေကျွန်တော်လည်းသူလိုက်ကြည့်လိုက်အောင်ပြီးရင်တရက်တီးချန့်လည်းရှိရလို့ပြောရတယ်ကျွန်တော်မရောက်ဘူးလေတော့ကြည့်ရအောင်ကျွန်တော်ဟာကြောင့်ဒီမှာလဲဖို့ခွင့်ပြုထားပါနော်ကျွန်တော်နဲ့ဦးလေးရတည်တော့အခင်းရတော့လာတယ်ဗျဒါပါပင်လည်းတော့မသိနော်တော်လာကြုံအဖြူရောင်လေးကျွန်တော်ပေါင်လို့ရှိရတူကပေါင်နေဟောနော်ရှင်ပြောဒီအနောက်မှာခါကျတော့သူတို့ဘာမှမလုပ်ထားသေးဘူးနော်ဖွင့်ပြစ်ခဲ့တော့ကျွန်တော်လုံမယ်လို့တော့ထင်တာပဲခြံတကယ်အကျယ်ရောတည်းမလားဒီပန်းချံနဲ့တလောက်ကျဲနေမှအောင်အဆင်ပြေမှာတကယ်ပြောတော်မှရအကျဲဒီနောက်မှာကျတော့ဘာမှမလုပ်ထားသေးဘူးနော်ပြီးရင်သူကတရက်ဒီပင်ဆိုင်ထားတယ်တရက်ဒီပင်ဆိုင်ထားတယ်တရက်ဒီကတော်ကြီးရဗျာဒီကောင်ကျွန်တော်ပြမယ်အပင်တော့မကြီးရနော်တရက်ဒီတော်ကြီးရကျွန်တော်ပြဒီကောင်တွေဟာကျတော့အသေးပေါ့နော်ဒီကောင်တွေကကျတော့တအားကြီးရတဲ့နဲ့မအုပ်ထားခါကြီးနေလိုက်ရှာကြည့်မယ်ကြီးနေရှိမရှိလိုက်ရှာကြည့်မယ်နော်ဒါပါတရက်မျိုးစိတ်လဲတော့မသိသေးမလား
အပင်ရတာသေးတာတရက်ဒီကတော့အကြီးပဲကြော်ပြမယ်ဘာမျိုးစိတ်လဲတော့မသိသိနေပြောပြပေးကြအောင်နော်ကျွန်တော်မြင်ဘူးကတော့တရက်ဒီအပင်အကြီးနဲ့တည်းမလားတရက်ဒီမကြီးတကြီးပေါ့နော်အလေလက်လောက်အဲ့လိုပဲမြင်ဘူးပါဗျအခုအကြောင်းအပင်ကသေးပြီးမှတရက်ဒီကတော်တော်ကြီးရဲ့ဗျကျွန်တော်တော့မခူးပြတော့တော့ဘာဖြစ်ဆိုရင်ဒါလူများခြံကအတီးမလို့ပါခူးကျွန်တော်မခူးနော်ဒီမှာတလုံးကြားနေရတော့ရှိရယ်ကြားနေတဲ့အလုံးကောက်ပြမယ်ကြားနေတဲ့အလုံးမှကြည့်ဒါတော့အလက်ပဲရှိသေးတယ်ဒီကောင်ထက်ကြီးကျယ်တရက်ဒီကနေအဲကျွန်တော်မခူးတော့ကိုယ့်ဟာကိုကြားနေလူများခြံနဲ့လာလဲဆိုရင်လက်မကမြင်တဲ့အကောင်ဆုံးပြလူများကြိုက်မကြိုက်မသိဟုတ်တယ်မလားကျွန်တော်တော့မခူးတော့ပါတော့ကျွန်တော်ယူပြတာပါနော်ဒီကောင်ကတော့အလက်လောက်ပဲရှိမယ်ဗျတော်ကြီးရဲ့ဒါပေမဲ့အပင်ကတော့တေးသေးကြောအပင်ကတေးလေးရှင်ပြောရင်ခုံမီးယူရင်တော့ရတယ်မှာကြည့်ခုံမီးယူရင်တော့မီးတယ်အတီးတွေကနေအတီးကတော့ကျွန်တော်ပြန်ထားလိုက်ဗျာဒါတော့ဒီတရက်ပင်စိုက်ထားဆိုတော့ဒါတော့ဂိတ်ဆုံးပါနော်ဒါတော့ဂိတ်ဆုံးပါဒါတော့ဂိတ်ဆုံးတယ်ဒါဗာမျိုးစိတ်ခေါ်မလဲမသိတရက်တီးရဒါပေမဲ့သူတို့တွေကတော့ဒီလိုအုပ်ထားနော်ဘာဖြစ်လို့အုပ်ထားလဲရောမသိဒီမှာကြည့်အနီးအောင်လေကောင်းအုပ်ထားရင်အိုးရုပ်တရက်ကြီးကလက်အောင်ပါပဲမှန်ကြီးခြံထဲမှာတမင်နှကောင်ရှိရတမင်နှကောင်ရုပ်တရက်ကြီးကလက်အောင်ပါပဲရှူမိုးတော့နည်းနည်းကြားနေပြီမိုးရဒီကတော့မိုးကြားမှာပဲတည်ရမလားဟောဒီမှာတရက်တီပြောင်းနည်းနည်းကြီးရမှာကြည့်ဟိုတထွာလောက်ရှိရနော်ကောင်တထွာလောက်ရှိရခုနကျွန်တော်ပြောနေမှာတမင်လားတရေလားလန့်သွားအဝေးကနေကြည့်ရတယ်ဒါပေမဲ့ခြုံတော့တာရေးထုနေပြီခြုံကတော့တာရေးထုနေပါပြီဒီမှာဒီကောင်တမင်လားတရေလားဒီကောင်တော့အကြီးဒီကောင်တော့အသေးအကောင်တွေသူနဲ့နှစ်ကောင်လောက်ထားပေးရပါတော့တစ်ကောင်ဆိုသူတို့ကအဖော်မရှိမှဆိုတော့ထင်တယ်ဒါအသေးဒီကောင်အကြီးပြီးမှကြည့်နောက်ဆုံးအော်တတိုင်းခက်နေနာမှာမကြည့်ရေတခွန်းလုံးပုံစံလောက်ထားတယ်ပြီးဒီနာရေကန်ကျွန်တော်ထင်ရတော့ငါမရှိတော့ထင်တာပဲမကြည့်ရေကန်ကျဲပဲရေကန်မဟုတ်ဘူးနော်အလားပုံစံပေါ့ဒါကတော့ရေတခွန်းရေစီးကြလာမယ်ဒီရေတွေပြန်ယူပြီးမှပြန်စီးကြမှာပါနော်ဒါကြတော့ရေတခွန်းလုံးပုံစံပေါ့နော်ရေကြားလိုက်တော်တော်လာမှာဗျလှုပ်ထားလေတော်တော်လာတယ်ကြောက်တွေနဲ့လှုပ်ထားပါနော်နှမျိုးစရာရင်ကျွန်တော်နေရတော့ဒီခြံကိုတည်ရမလားအမြန်ဆုံးပြန်ဖွင့်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါလေဗျကျွန်တော်နေရတော့ဒီခြံကိုအမြန်ဆုံးတည်ရမလားအမြန်ဆုံးမဟုတ်ပါဘူးတည်ရမလားလူတိုင်းကလည်းသူ့အခက်ခဲနေသူဆိုတော့လေတည်ရမလားတော်တော်လို့လည်းမရဘူးဘယ်လိုပဲဖြစ်ပါတစ်ချိန်တစ်ခါကြာရင်ဒီခြံကတော့တကယ်လာပပြီးလူစီကားမဲ့နေရလို့တော့ကျွန်တော်ဖြစ်လာမယ်လို့ကတော့ကျွန်တော်မြင်တယ်ဗျတကယ်လေလာတာဗျ
ဒီထဲမှာဆိုငါးတီတီလေးရှိရဗျငါးတီတီလေးကျွန်တော်ဘာကောင်းနေကြတယ်မသိကြခြုံတိုးတော့တော်တော်ရားတာပဲဒီကရားငါတီတီလေးတွေကတော့ရှိရဗျအကြီးရတော့မတွေ့ဘူးအကြီးရတော့မတွေ့ကျွန်တော်တို့ပတ်ရှာကြည့်မယ်ဟိုဘက်မှာနေအကြီးရှိမလားမသိဘူးเนาะဒီကန်လည်းပြစ်ထားကြရဆိုရင်ကြီးတွေတော်တက်နေကြကျွန်တော်ဒီပေါ်လိုင်းလျှောက်ကြည့်မယ်ကျွန်တော်ထင်ရတော့ငါအကြီးရတော့မရှိတော့ထင်တာပဲရှိရင်ကျွန်တော်မတွေ့ရတော့ဘာဖြစ်လို့ဆိုရေရလဲစိမ့်နေနော်ရေရလဲစိမ့်နေပြီးရင်အပေါ်ကရေကြီးတွေလည်းအပေါ်မှာအုပ်နေဆိုတော့လေကျွန်တော်ကလည်းတွေ့ရမှာမဟုတ်တော့ Let's go ဒါတော့တွေ့ရ gate ဆုံးပါပဲကျွန်တော်အရှိပြန်သွားကြည့်အောင်မှာပါတီးတယ်မတီးအော်လို့ဒီချမ်းတော့အတီးရတော်များတာပဲတည်းမှာသူတို့ယူစားလားမယူစားလားတော့မသိဘူးပြန်ပါတီးခေါင်းအော်ဒီမှာတို့တိချာလောက်ထားပဲကြည့်ဖြစ်ကလဆန်လောက်တာမဟုတ်နော်ဟိုထိတ်ကနေဒီထီးဆိုမီးတွေ့ဖို့ဆိုရင်စဉ်းစားကြည့်ပိုက်တွေမီးကြိုးတွေဘယ်လောက်ကုန်နေနော်တော်လေးကိုလှုပ်ထားတယ်မနေမနှောပဲကျွန်တော်ဒီကနေတက်ကြည့်အောင်ငါကြီးရှိတာမရှိတာလားငါတော့မတွေ့ရဘူးဗျရင်ကြီးတွေကြဲဆိုတော့အော်ဟိုဘက်မှာလဲနေရတဲ့ကောင်ဒီဘက်မှာကကျွန်တော်ရေစင်းတောက်ဖို့တကောင်ရှိနေတယ်ဒီ channel မှာအတီးတော်ဆုံးတာပဲခုနကျွန်တော်တရက်တီးတွေ့တယ်ပြီးတလဲတီးတလဲတီးမဟုတ်တာပါတီးတယ်မသိဘူးခုမှအများကြီးဒီဆိုဘယ်လိုခေါ်မှာကျွဲကော်တီးလားဟိုခြုံကြားတွေဟာကျွန်တော်ဒီနောက်ဖက်ခြုံကြားတွေဟာကျွန်တော်မဝင်ပြတော့ဗျခြုံတွေများရဲဆိုတော့အကောင်လည်းရှိမှာမတည့်ရမှာโอเคကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးရကျေးဇူးပါဗျနောက်ထပ်ဗီဒီယိုလည်းကျွန်တော်တင်နိုင်အောင်ကြိုးစားပါမယ်ဗျ bye bye